အားလုံးပဲမင်္ဂလာပါဒီနေ့ညကျွန်တော်ထမွန်ထိုးပါတဲ့စကလုံးအုပ်စုအကြောင်းကိုကျွန်တော်လောက်သိပါမယ်ဒီကောင်ကဒီစကလုံးလေးနော်ဒါကအတူအောင်ဆိုရင်ထောအတန်ထွက်ပြီးဖတ်တဲ့စကလုံးပေါ့နော်ထောဒီရှိကောဆိုရင်ထမွန်ထိုးနော်ထမွန်ထိုးကလည်းဖတ်တဲ့ခါတဲ့အတန်နှမျိုးနဲ့ဖတ်လို့ရတယ်ပေါ့နော်တကယ်စကလုံးလေးနဲ့တွဲဖတ်တဲ့ခါမျိုးကျရင်ဘာတွေဖြစ်မလဲဆိုရင်နံပါတ်1ကဒီထောဆိုတဲ့အတန်ထောဆိုတဲ့အတန်ထွက်ပြီးတော့ဖတ်တဲ့အုပ်စုရယ်ပြီးရင်နံပါတ်2ကကျတော့ဒေါဆိုတဲ့အတန်ထွက်ပြီးဖတ်တဲ့အုပ်စုတွေဆိုလို့အုပ်စု2မျိုးရှိရယ်ကျွန်တော်အခုဥပမာအနေနဲ့ထောနဲ့ဖတ်တဲ့အတန်အုပ်စုကိုကျွန်တော်အရင်ပေးမယ်ပေါ့နော်ဒီမှာဥပမာနံပါတ်1เนาะမွန်ထိုเนาะဘာတန်ထွက်လဲဒီမှာကသူကမူရဲနာမည်သူထွက်တယ်เนาะထောတန်ပဲထွက်တယ်ဒါပြတော့ဒီစရုပ်ရဲ့နာမည်ကြီးပေါ့နော်နံပါတ်2ကကျတော့မွန်ထွန်အုပ်ချုပ်တဲ့နိုင်ငံပေါ့နော်ဒါကရှီအောင်စကလုံးကြီးမှာပဲတုံးကြလုံးတော့ပဲတိတ်မတုံးတော့နော်နံပါတ်3ကကျတော့မွန်ထာဝိုင်ပန်းပွင့်နဲ့ပန်းမြင်များပေါ့နော်မွန်ထာဒီစကလုံးအုပ်စုတွေကများများဆဆမရှိဘူးနော်အခုကျွန်တော်ရေးတာတော့ကုန်တော့ဖြစ်နေပြီနော်မွန်ထာဝိုင်အောင်ပန်းပွင့်နဲ့ပန်းပွင့်များပြီးရင်နံပါတ်4ကကွန်တီပဲရနွေးဦးပေါ့နော်အခုလက်ရှိတော့တိတ်မတုံးရတော့ဒါရင်တော့စကလုံးလေးပေါ့နော်ခမ်ပိုရန်နော်ကွန်တီပြီးရင်နံပါတ်5ကကျတော့ထန်ထက်စထန်ဆိုတာဘာကိုပြောရလဲဆိုအချုပ်ခန်းကိုပြောတာနော်ထန်ထက်စထန်နော်ထန်ထက်စထန်အချုပ်ခန်းကိုပြောတာဖြစ်တယ်ထန်ထက်စထန်အချုပ်ခန်းနော်ဒီမှာဆိုရင်လည်းသူ့ရဲ့မူရဲ့အတန်ကထောတန်နဲ့သူတုံးထားတယ်ပေါ့နော်ထောတန်နဲ့ထွင်မယ်နော်ထန်ထက်စထန်အချုပ်ခန်းပြီးရင်နောက်ဆုံးစကားလုံးမှာလည်းသူကဒီထောတန်နဲ့ထွင်နော်ဘာစကားလုံးလဲဆိုတော့ဒင်ထပတ်နော်ဒင်ထပတ်ဆိုတာဘာလဲဆိုဆုံးခံကြတာနော်ဒင်ထပတ်နော်ဒင်ထပတ်ဆုံးခံကြတာပေါ့နော်ဒင်ထပတ်ဆုံးခံကြရတယ်ပြီးရင်ဒါကတော့ဒါထောအတန်ထွက်တဲ့အုပ်စုပြီးသွားပြီပေါ့နော်ဒီမှာဒေါသန်ထွက်တဲ့အုပ်စုကိုကျွန်တော်ဥပမာလေးနဲ့ရှင်းပြထားတာ၃လုံးရှိရပေါ့နော်နံပါတ်1ကဘန်ဒစ်နော်ဒီမှာတော့ပုံစံကတော့ရေးထားတာကသူ့ရဲ့ဘီကဘာဘီလဲထောမွန်တို့ဘီပဲเนาะဒါမှထွက်တဲ့အခါမျိုးကြရင်ဒေါ်ဒေတန်ထွက်ပြရတယ်ဘန်ဒစ်เนาะပညာရှိเนาะဒါမှမဟုတ်အသိဉာဏ်ရှိရလူတို့ဒါမှမဟုတ်အတတ်ပညာရှိရသူတို့ပြောတာเนาะဘန်ဒစ်เนาะပြီးရင်နံပါတ်2ကဘာဖြစ်မလဲမွန်ထိုးเนาะမွန်ထိုးလေးတောင်ပုံစံရှိတဲ့ဇီလီပထိုးတွေပေါ့เนาะအဲ့ဒါတွေကိုခေါ်တာပေါ့เนาะလေးတောင်ပုံစံရှိတဲ့ဇီလီပထိုးတွေကိုခေါ်တာဖြစ်တယ်နံပါတ်3ကကြတော့ဘန်ဒေါ်เนาะဒီမှာကသူသတိထားမှာကရေးတာကတော့ထောမွန်ထိုးပုံစံပဲရေးရဒါပေမဲ့ထွက်တဲ့အခါမျိုးကျရင်ဒေါသံကိုယူထွက်ပြရတယ်เนาะဒီ3လုံးရှိမယ်เนาะဘန်ဒေါ်ဆိုတာအသေးစားစီဆိုကျွန်တော်ဟိုမှာเนาะအိုးစီပုံမောင်းအိုးစီတွေပြောတာเนาะအသေးစားအိုးစီတွေပေါ့เนาะဘန်ဒေါ်အသေးစားစီပေါ့เนาะဒါဆိုရင်တော့ထောမွန်ထိုးပါတဲ့အုပ်စုကပြီးဆုံးသွားပြီပေါ့เนาะကျွန်တော်ဒီညတင်တဲ့သင်ခန်းစာလေးကိုဒီလောက်နဲ့ပဲကျွန်တော်လာရောက်မျှပေးပါမယ်အားလုံးစင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်သိချင်တာလေးရှိရင်လည်းကျွန်တော် comment အောက်မှာမေးမြန်းနိုင်ပါတယ်အားလုံးမင်္ဂလာရှိတော်ညလေးဖြစ်ပါစေခင်ဗျာ